ခေါ်ရဆိုဟုတ်တယ်ဆရာမကျွန်တော်ဟိုဘက်လှည့်ပြပါလားရှင်ဆရာမရဲ့ခန္ဓာကိုယ်နောက်ကနေကြည့်ချင်တယ်ရှင်လှုပ်ပါလှည့်ပြပါဆရာကျမကိုဘာသဘောနဲ့လှည့်ခိုင်းတာလဲဆရာကျမကိုဘယ်လိုထင်နေရလဲဘယ်လိုမှမထင်ပါဘူးဘာဖြစ်လို့လဲဆရာမတော့လိုင်းမော်ကိုရိုက်တင်နေသေးရပဲတစ်တော့ပေါ်မှာဆရာမရဲ့ခန္ဓာကိုယ်ကြီးပြပြီးအများကြီးရိုက်တင်နေသေးရပဲကျွန်တော်ကလိုင်းမော်ရတဲ့အပြစ်မှပူကြည့်ချင်တာဟုတ်ပါဘုဘက်လှည့်ပြနေလေဆရာကျမမစော်ကားနဲ့နော်ဆရာပြောတာကျမရဲ့ကောင်တိတ်ကအများကြီးကြိုက်နေပြီဟိုးဒီမဲ့ဆရာမကိုစော်ကားတယ်လို့ထင်ရင်ကျွန်တော်တယောက်တည်းရပဲစော်ကားတာလိုင်းမော်တင်လိုက်တော့လူများရဲ့စော်ကားခြင်းကိုခံရတာမဟုတ်ဘူးကျွန်တော်ပြောတာဆရာမရဲ့ဂုဏ်သိက္ခာကိုထိခိုက်တယ်ဆိုရင်ဆရာမတယောက်ကကျောင်းဝတ်စုံနဲ့ခန္ဓာကိုယ်ကောက်ကျောင်းတွေပြပြီးတက်တော့စော့နေတာဟာဆရာမဆိုတဲ့ဂုံပုတ်တဲ့ဂုံထိတ်ခါကိုကထိကြိုက်စေဆိုဆရာမနားမလဲဘူးလား follower တွေ like တွေ comment တွေ why ထင်းနေရလား comment တွေဆိုရင်ရတရားမရှိဘူးတချို့ comment တွေဆိုရင်နှမှားချင်းမစာမနာအေးသူတို့စိတ်တူရအောင်လေတင်းနဲ့ဆရာမကိုယ်တိုင်ဟုတ်မှာမဟုတ်တာဒီမဲ့ဆရာမယူနီဖောင်းကြောင့်လူကုန်တက်လူကြောင့်ယူနီဖောင်းပိုကုန်တက်တယ်အခုကလူကြောင့်ယူနီဖောင်းရဲ့ဂုံတိတ်ကညှိုးနှွမ်းရစီဆရာမရဲ့လောက်ရက်ကကျောင်းဆရာမဆိုရဲ့ဂုံပုတ်ကိုဘယ်လောက်ထိထိကြိုက်စီရဲဆိုတာဆရာမနားမလဲဘူးလားငိုးဆရာမအားရပါရငိုးကျွန်တော်ပြောတာနားရှင်ထဲကနေနစ်နေအောင်နားပြလိုက်မောင်းမြလိုက်ကျွန်တော်အေးပြီးရင်ဆရာမရဲ့ဂုံတိတ်ခါနဲ့တန်ဖို့ဟိုအမြင့်ဆုံးဒီမြင့်တင်ပလိုက်ခင်ဗျားတို့တွေလည်းမှတ်ထားဒီလိုပျက်စီးယိုယွင်းနေတာတွေကလူကောင်းတွေဘာတိပါတာငြိမ်နေကြလို့ပဲဟေးအတိုင်းသာဆက်ပြီးတော့ငြိမ်နေမယ်ဆိုရင်ကျွန်တော်လူဝင်ချင်းတစ်ခုလောက်ဒီထက်ပိုပြီးတော့ပျက်စီးဖို့ပဲရှိရတယ်ကျွန်တော်ပြောနေတာနေရာတိုင်းအားလုံးတွေပြောနေတာ